လို့ပြောရမလဲပေါ့နော်လောကဟိုးဆိုတဲ့ feeling ကိုဖြစ်သွားရန်သဘောကျပါတယ်လောကပန်းရောင်လေးပန်းရောင်နူးလေးရန်သဘောကျတယ်မှားတယ်မှားတယ်ခံစားပါလေရှင်ညီမစိတ်ကူးထားတဲ့ပုံနဲ့တူတူပဲကြောက်အောင်ညီမလေးစာချုပ်ကလေးဒါဆိုရင်ခါလေးပါရနော်ဘယ်ဘက်ကခါလေးပါတို့သမီးလေးလည်းချစ်စီရလေးကွယ်တို့တော့ကြာတို့ကမပြဘူးဒီမှာတို့ရဲ့တော့ဒီနေ့ကြောင့်ရအရန်ပြောနေအမတို့တမီးချစ်ရပြောအမလည်းတိတ်ကြည့်ကြတယ်ရန်လာတယ်ထုံနေတာလေးပြောပါအောင်ဒီချိန်လေးဘယ်လိုရမလဲပြေးပြေးပဲနော်surprise ဖြစ်တာ surprise တာဖန်လေးပြင်ထား我们这辈老仔多想想多一码先动台上摆等大彩开发牌前程拜三拜钱包里面多几百一的是六合彩难的是等合牌အကောင်လုံးဒီလိုနဲ့တက်ရတယ်။ရိုက်လို့မပြီးတော့လာအမမလေးလေလား။တို့မဖုတ်ပါဘူး။အလုပ်ကိုရေကုန်စုံနဲ့နားထောင်ကျင်ပါတယ်။အဆုံးသားမရှိပဲ။ဒီပွဲမှာအဖုတစ်တစ်ခုတော့မရှိပါဘူး။ Yes ။တကယ်အဲ့အတွက်ကိုလေဒီပွဲကိုစီစဉ်ပေးတဲ့တူပြောက်ချင်းစီတိုင်းမှာအမကြီးများရောမဆူရောနောက်တဲ့ MC ရောကျွန်တော်ရဲ့အကိုအပွားရောဒီလိုပွဲလေးဖြစ်လာဖို့တော့ကိုအစကကူညီပေးတဲ့လူတူပြောက်ချင်းစီတိုင်းကိုကျွန်တော်ကကျေးဇူးအများကြီးတင်ပါတယ်။ဒီမှာဒီနေရာနေလာတယ်ဘာမှမလုပ်ဘူးအဲ့ချိန်မှာအငယ်ချင်းကိုပဲစိတ်ထုံးမှာသူဘာမှမလုပ်ဘူးလားဟုတ်အရှင်ပြောမယ်ရင်းပြောသွားပါလေပျော်ရောနောက်ဆုံးပြီးပြီဆိုတော့ပို့ပြောကြိုက်လား decoration တွေရောကြိုက်ရတော့အတော့အဆဆရအဆင်ပြေပါရဲ့ရှင်ချစ်စရာအဲ့ဒီအဆင်ပြေလားသမီးလုပ်ပေးရဟုတ်တယ်ကွာအမနဲ့တော့ရန်တော့ဘောကဟုတ်ကဲ့